လူဆိုတာတကယ်တော့နေ့စဉ်နေ့တိုင်းအိတ်စာမှန်ရင်ကြက်မရီကောင်းပါတယ်ယောဂဝေဒနာအတော်များများကင်းရှင်းပါတယ်အဲ့တော့ဒီနေ့မှာအိတ်ဆက်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းကိုပြောပြချင်ပါတယ်အိတ်ဆက်တဲ့အခါဘလို့ပုံစံနဲ့အိတ်တာကအကောင်းဆုံးလဲဆိုတာဟာလူတူးချင်းစီရဲ့ကျမကြီးအခြေအနေပေါ်မှာမူတည်ပေမဲ့ရေဘူးရအဖြစ်ကောင်းတဲ့အိတ်ဆက်မှုပုံစံနဲ့ဆိုးတဲ့အိတ်ဆက်မှုပုံစံဆိုတာရှိပါတယ်ကောင်းမွန်တဲ့အိတ်ဆက်မှုပုံစံများနံပါတ်1ပလက်အိတ်ဆက်ခြင်း sleeping on your back ဒီအနေထားမှာကြောရိုးလေပင်နဲ့ခေါင်းကိုတဘာဝအတိုင်းဖြောင့်တန်းတဲ့အနေထားမှာထားရှိပေးနိုင်ပါတယ်ဒါကြောင့်ခန္ဓာကိုယ်အပေါ်ပိုင်းမှာဘာဖိအားမှမရှိပဲအကောင်းဆုံးအနားယူခြင်းကိုရစေပါတယ်မျက်နှာကိုဘယ်အရာနဲ့မှမဖိထားတဲ့တွေ့အရေးကြောင်းတွေနဲ့ line တွေထင်တာမျိုးမဖြစ်စေပါဘူးတခုတိထားမှာတော့ပလက်အိတ်သူတွေမှာဟောက်ခြင်းနဲ့အိတ်နေစဉ်အသက်ရှူရတန်ခြင်း sleep apnea ဖြစ်နိုင်ခြေပိုများပါတယ်နံပါတ်2ဘဲဘဲဆောင်းပြီးအိတ်ဆက်ခြင်း sleeping on your left side ဘဲဘဲဆောင်းပြီးအိတ်ဆက်တာကဟောက်ခြင်းနဲ့အိတ်နေစဉ်အသက်ရှူရတန်ခြင်း sleep apnea ကိုတိတိတတ်တာလျော့နေစေပါတယ်ပြီးတော့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်အကောင်းဆုံးနဲ့အလုံးကျုံဆုံးအိတ်ဆက်မှုအနေအထားဖြစ်ပါတယ်ဘဲဘဲဆောင်းပြီးအိတ်ဆက်တာဟာအစာကြေစနစ်ကိုအထောက်အကူပြုပြီးအစာအိမ် acid ပြန်တက်ခြင်းကိုလျော့ပါစေတယ်ဆိုတဲ့သူတေသနာအချို့ကဆိုပါတယ်တခုတတိပြုရန်ကတော့အချိန်ကြာကြာဘဲဖက်တကင်းပခုံးနဲ့မျက်နှာတစ်ဖက်ထဲကိုဖိထားတာကြောင့်အသားအရည်နဲ့ကြွက်သားပြီးကိုနားကျင်စေနိုင်ပါတယ်မကောင်းတဲ့အိတ်ဆက်မှုပုံစံများနံပါတ်1ညာဘက်ဆောင်းအိတ်ဆက်ခြင်း sleeping on your right side ညာဘက်ဆောင်းပြီးအိတ်ဆက်တာကဘဲဘက်ကိုဆောင်းအိတ်တလို့မျိုးဟောက်ချင်းနဲ့အိတ်နေစဉ်အသက်ရှူရက်တန့်ခြင်း sleep apnea ကိုတိတိတတ်တာလျော့နေစေခြင်းကိုအတူတူပါပဲဒါပေမဲ့အချိန်ကြာကြာညာဘက်တစ်ဖက်ထဲဆောင်းအိတ်ရင်ပခုံးနဲ့မျက်နှာတစ်ဖက်ထဲကိုဖိထားတာကြောင့်အသားအရည်နဲ့ကြွေးဖားနေကိုနှာကျင်စေနိုင်တဲ့ရဲ့ငါသက်ဆောင်းအိတ်ဆက်ခြင်းကနှလုံးနဲ့အစာအိမ်အတွက်ဖိအားပိုဖြစ်စေနိုင်တဲ့အကြောင်းဘဲဘက်ဆောင်းပြီးအိတ်ဆက်ဖို့အကြံပေးပါရစေဘေးတစ်ဆောင်းအိတ်ဆက်ရတာကိုမှပိုနှိမ့်ချိုက်တဲ့ဆိုရင်ဘဲဘက်ကိုပဲဆောင်းအိတ်ပါညာဘက်ကိုဆောင်းမအိတ်ပါနဲ့နံပါတ်2မှောက်ရအိတ်ဆက်ခြင်း sleeping on your stomach ဒါကတော့ကျမ်းမာရေးအဆိုးဆုံးပုံစံပါလေပင်ကိုတစ်ဖက်ဖက်ကိုလှည့်ထားတဲ့အတွက်လေပင်ရုပ်နဲ့ကြော်ရိုးပေါ်ပြင်းထန်တဲ့ဖိအားတွေဖြစ်ပေါ်စေပြီးနာကျင်ကြိုက်ခဲမှုကိုဖြစ်စေပါတယ်အသက်ရှူလမ်းကြောင်းကလည်းပုံမှန်အနေထားမဟုတ်တဲ့အတွက်အသက်ရှူနှုန်းကိုထိခိုက်စေနိုင်ပါတယ်အနည်းချုပ်အထိရေပွေရပြရရင်ကျမ်းမာရေးအတွက်အကောင်းဆုံးအနေထားကတော့ပလက်အိတ်ဆင်းခြင်းနဲ့ဘယ်ဘက်ဆောင်အိတ်ဆင်းခြင်းပဲဖြစ်ပါတယ်ကြော်ရိုးကျမ်းမာရေးကိုအထူးထားသူများအတွက်တော့ပလက်အိတ်ဆင်းခြင်းဟာအကောင်းဆုံးဖြစ်ပါတယ်ညာဘက်ဆောင်းအိတ်ဆင်းခြင်းနဲ့မောက်ရက်အိတ်ဆက်ခြင်းကတော့မကောင်းတဲ့အိတ်ဆက်မှုပုံစံတွေဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့ပြောပါရစေနောက်ထပ်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ